လက်မခံခြင်းလဲလက်ခံရမယ်ရိုနီပြောတဲ့အမှန်တရားညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာ United ဇုံကနေပြန်လဲကြိုဆိုလိုက်ပါတယ်နောက်လာမယ်ရာသီမှာကျွန်တော်တို့ United အသင်းအနေနဲ့ Champions League ဖလား Premier League ဖလားတွေကိုခဏမေ့ထားလိုက်ပါဦးဒီနေ့မှာတော့ United ပရိသတ်တွေအနေနဲ့လုံးဝလက်မခံခြင်းပဲလေညှင်းဆန်လို့မရတဲ့ Wayne Rooney ရဲ့သုံးသက်ချက်လေးတစ်ခုအကြောင်းကိုဆွေးနွေးကြည့်အောင်ဗျမကြသေးခင်ကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာဂန်နဝင်တိုက်စစ်မှုဟော Wayne Rooney ကို United အသင်းရဲ့လာမဲ့ရာသီမျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့ပါတယ်ပရိသတ်တွေအားလုံးက Premier League ဖလားနဲ့ Champions League ဖလားတွေကိုချက်ချင်းပြန်ရယူနိုင်ဖို့အတွက်မျှော်လင့်နေကြတာပါဒါပေမဲ့ Rooney ကတော့ဒါဟာလက်တွေ့မှာအရန်ကိုခက်ခဲနေသေးကြောင်းကိုပုံမှန်လေးသတိပေးသွားခဲ့ပါတယ်။စားရဲလက်ဖာကူဆန်အနားယူသွားပြီးခဲ့တဲ့က United က Champions League ဝင်ခွင့်ကိုတော့နှစ်ဇက်တိုက်ရဖို့ခက်ခဲရုန်းကန်နေခဲ့ရတာပါ။ဒါကြောင့် Rooney ကနီးပြ Michael Carrick လက်အောက်မှာအသင်းအနေနဲ့အဆင့်၄ဆင့်အတွင်းကိုဝင်အောင်စူးစမ်းတာ FA ဖလားလိုပြည်တွင်းဖလားတစ်ခုခုကိုရယူနိုင်တာနဲ့ Champions League မှာရှုံးထွက်အဆင့်တွေအထိတက်ရောက်နိုင်တာကသာ United အတွက်တကယ့်ကိုလက်တွေ့ကျတဲ့တိုးတက်မှုပဲဖြစ်တယ်လို့သုံးသပ်သွားခဲ့ပါတယ်။ဒါဟာပရိသတ်တွေအတွက်ခါးသီးတဲ့အမှန်တရားဖြစ်ပေမဲ့လည်းပြီးခဲ့တဲ့ရာသီကအဆင့်3ရအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကားတွေကိုတော့ပရိသတ်တွေစီမျှော်လင့်ချက်ပြန်ယူဆောင်ပေးနိုင်ခဲ့သူအဖြစ် Rooney ကချီးကျူးသွားခဲ့ပါတယ်။ဒီလိုခါးသီးတဲ့အခြေအနေတွေကြားထဲမှာဂုံစရာအကောင်းဆုံးအကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်ကြီး Bruno Fernandes အကြောင်းပါပဲ။ Rooney က Bruno ကိုမယုံနိုင်စရာကောင်းတဲ့ကစားသမားအဖြစ်တင်စားခဲ့ပါတယ်။ Bruno ဟာပြီးခဲ့တဲ့ရာသီမှာ Premier League ရဲ့တန်ဖိုးအကြီးဆုံးသမိုင်းဝင်အသစ်စံချိန်သစ်ကြီးကိုအောင်မြင်စွာရေးထိုးနိုင်ခဲ့တာပါ။ဘောပါတို့လိုကစားသမားတွေရှိခဲ့စဉ်လောက်တောင်တင်းမှုမရှိတဲ့လက်ရှိလူစင်းနဲ့ဒီလိုစံချိန်တင်နိုင်ခဲ့တာကသူ့ရဲ့အရေးချင်းကဘလောက်ထိမြင့်မားလဲဆိုတာကိုသက်သေပြနေရတယ်။ဒီအခြေအနေတွေဘလောက်ပဲဆိုးရနေပါလေ။ပွဲတိုင်းကိုမလွတ်တမ်းကစားပေးပြီးတော့အသင်းပေါ်တွေစီကနေအကောင်းဆုံးစွမ်းဆောင်ရည်တွေပေါ်ထွက်လာအောင်လို့ဥဆောင်ပေးနိုင်ခဲ့တဲ့ Bruno ဟာတကယ့်ကိုစစ်မှန်တဲ့အသင်းကောင်းဆောင်ကောင်းဖြစ်ကြောင်းကို Rooney ကဂုဏ်ပြုပြောကြားသွားခဲ့ပါတယ်။ညီကိုတို့အနေနဲ့ရော Rooney ရဲ့လက်တွေ့ကျတဲ့သုံးသက်ချက်ကိုလက်ခံနိုင်မလားဒါမှမဟုတ်လို့ရှိရင် United ကဒီထက်ပိုပြီးမျှော်လင့်လို့ရသေးရဲ့လားပြီးတော့ Bruno Fernandes ရဲ့မယုံနိုင်စရာဆွမ်းဆောင်ရည်တွေအပေါ်ဘယ်လိုမြင်လဲဆိုတာကိုကိုမန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ဗျာ